အားလုံးပဲမင်္ဂလာပါရှင်ဒီအနာလိုက်ပိုင်းချမ်းမှာပြန်လဲကြိုဆိုပါရစေဒီနေ့ကြည့်ပေးခြင်းတဲ့ reading လေးကတော့ friend zone ထဲမှာပိတ်မိနေလို့ပေါ့နော်တောကရောက်နေတဲ့သူလေးတွေ friend zone ထဲမှာပိတ်မိနေပြီးတော့သူအဲ့ကနေဘလို့ရှေ့ဆက်တိုးရမှမသိဘူးပေါ့နော်ဟိုဘက်ကလည်းကိုယ်တစ်ချိန်လုံးအဲ့လိုမျိုးကန်ထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လာပြီးတော့ရင်ဖွင့်တိုင်မင်တာလေးရှိပါတယ် friend zone ထဲမှာလက်တလုံးမှာ friend zone ထဲမှာရောက်နေတဲ့သူတွေ situation ကနေအဆင့်မတက်နိုင်တဲ့သူလေးတွေပြီးရင် flirting လုပ်နေတာကနေပြီးတော့ relationship ကိုမတက်နိုင်တဲ့သူလေးတွေအဲ့လူလေးတွေအတွက်ကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ဟိုပေါ့ကိုကအဲ့ဒီ energy ထဲမှာပါတယ်အဲ့လိုလူမျိုးတွေထဲမှာပါတယ်ဆိုရင်စပြီးတော့အခု energy check မယ်အဲ့ဒါနဲ့ကိုနဲ့ကလည်းကိုက်ညီတယ်အဲ့ဒီလိုလူမျိုးတွေထဲမှာပါနေတယ်ဆိုရင်သူ့ရဲ့ကိုပေါ်ထားတဲ့လက်ရှိ feeling နဲ့သူ့ရဲ့ hidden feeling အကြည့်ပေးမယ်ပေါ့နော်အဲဆိုတော့ပထမဦးဆုံးအခုလာကြည့်နေတဲ့ collective လေးတွေရဲ့လက်ရှိသူ့ပေါ်ထားတဲ့ feeling ပေါ့နော်အဲ့ဒါလေးသူနဲ့ပတ်သက်တဲ့ energy ပေါ့အဲ့ဒါလေးရင် check ပါမယ်အဲ့လိုဆိုတော့တဲ့တေးကြတာပေါ့နော်တေးကြတယ်နောက်ထပ်တေးချအောင်နောက်ထပ်နှစ်ကတ်ထပ်ထုတ်ပေးမယ်အခု collective လေးတွေရဲ့သူ့ပေါ်ထားတဲ့လက်ရှိ energy ဟုတ်တယ်သူ့ပေါ်ထားတဲ့လက်ရှိ energy အဲ့လိုဆိုတော့ collective လေးတွေဘက်ကသူနဲ့ပတ်သက်တဲ့ feeling ကဘယ်လိုရှိနေလဲဆိုရင်နောက်တစ်ချိန်မှာကိုဖြစ်ချင်တဲ့အခြေအနေအဆင့်လေးကိုရောက်ဖို့အတွက်လက်ရှိမှာအချိန်ရောလူရောသူ့ပေါ်မှာအရန်မြုပ်နှံထားတယ်လို့တွေ့ရတယ်เนาะတွေ့ရတယ်ပြီးတော့သူ့ပေါ်မှာချစ်ချင်းမြတ်တာအပြည့်ရှိတယ်ကိုလိုချင်တဲ့ relationship လေးကိုတွားနိုင်မှုအတွက်သူကိုဒီ collective လေးတွေစီမှာချစ်ချင်းမြတ်တာအပြည့်ရှိတယ်ပြီးရင်ဟိုဘောဘာသာဥမာသူနဲ့ပတ်သက်ပြီး manifest တွေလောက်တာလားဥမာဘာသာရေးတွေလောက်ပြီးတော့ဆူတောင်းတာမျိုးတွေလောက်တလားသို့မဟုတ်ရင်ဆရာကောင်းသမားကောင်းတွေစီမှာစီကပ်ပြီးတော့ပေါ့နော်အကူအညီတွေတောင်းခံမှုတွေရှိသလားအဲ့လောက်တွေအထိတချို့ try ရမျိုးတွေတွေ့ရတယ်ဒါကတော့လူအများစု collective ဖြစ်တဲ့အတွက်ကိုယ်နဲ့ကိုက်ညီတယ်လို့ယူပေးပါเนาะဒါပေမဲ့ collective လေးတွေကိုလည်းခေသူလို့တော့တွက်လို့မရဘူး collective လေးတွေက magician energy မျိုးအခန့်ရှိပြီးသားသူတွေဖြစ်တယ်အဲ့တော့ collective လေးတွေကဘယ်လိုလဲဆိုရင်သူ့ကိုကတကယ်ချစ်လို့ရင်းနှီးမြုပ်နှံနေတာเนาะ collective လေးတွေကစိတ်မပါဘူးဆိုရင်လည်းလုံးဝ collective လေးတွေကဘယ်ရမဆိုဆက်သွားခြင်းလည်းသွားနိုင်တယ်ဆိုရင်ရှိရရက်ချင်လည်းရက်ပလိုက်မယ်အစွမ်းမျိုးရှိတယ်။ဘာလို့လဲဆိုတော့collective လေးတွေကအရာအလုံးကိုလုံးနိုင်တဲ့အစွမ်းမျိုးရှိနေရလေ။ဒါဒီလောက်ထိ investment လုပ်နေတယ်ဆိုတာကသူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့အချိန်နေကိုယ့်ရဲ့ emotion တွေကိုဒီလောက်ထိမြုပ်နှံနေတယ်ဆိုတာတကယ်ကိုချစ်လို့အခြေအရေးတစ်ခုအတွက်လုံးဝကိုသူပေါ့နော်တကယ်ချစ်တယ်လို့မလို့သူမြုပ်နှံနေတာသူလိုချင်တဲ့ပန်းတိုင်လေးရောက်မလားဆိုပြီးသူမျှော်လင့်နေတာပေါ့နော်အဲ့မှာဒီမှာအခုပြောသလိုသူဒီတယောက်နဲ့ပတ်သက်ပြီးတော့လည်း manifest တွေလောက်တာကြီးလည်းရှိရယ်နော်အဓိဋ္ဌာန်တွေဝင်တာမျိုးဥမာဘာသာရေးတွေလောက်ပြီးတော့ဆူတောင်းတာမျိုးအဲ့လိုဆူတောင်းတာမျိုးလေးတွေပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေးတွေသူအများကြီးလုပ်နေရမျိုးရှိရယ်ပြီးရင်ဟိုပေါ့ခုနပြောသလိုဆရာသမားတွေစီမှာဥမာဗေဒင်တွေသွားမေးရမျိုးဖြစ်ပေါ့နော်အခုဒါ personal reading လာယူတဲ့တယောက်ဆိုရင်ဒါဗေဒင်လာမေးတယ်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲ့လိုသဘောမျိုးလေးတွေပေါ့နော်ဗေဒင်တွေသွားမေးတာမျိုးပဲဖြစ်ဆရာကောင်းသမားကောင်းတွေစီမှာစီးကတ်တာမျိုးပဲဖြစ်စီနီယာကြီးတွေစီမှာလိုက်ပြီးတော့ပေါ့နော်နည်းနည်းအပူကတ်တာတော့နည်းနည်းပေါ့နော်အကြံပေးပါအောင်ဒီလိုဖြစ်နေလို့ပါညာအဲ့အမျိုးလေးတွေလုပ်နေတဲ့သူလေးတွေပါနိုင်တယ်ဒါကတော့ collective လေးတွေရဲ့လက်ရှိ energy ဖြစ်ပါတယ်အဲဆိုရင်တစ်ဖက်သူကကြတော့ collective တွေပေါ်မှာလက်ရှိဘလို့သဘောထားရှိတယ်လေပေါ့အဲ့ဒါလေးကြည့်ပေးမယ်เนาะဒီ energy နဲ့ကြိုက်တယ် collective လေးတွေမှာလက်ရှိအဲ့လိုလူမျိုးရှိတယ်ဒီ energy နဲ့ကြိုက်တယ်ဆိုရင်အခုကြည့်ပေးမယ်ဟာကတစ်ဖက်သူရဲ့ကိုယ်ပေါ်ထားတဲ့လက်ရှိ feeling ဖြစ်ပါတယ်လက်ရှိ energy ဖြစ်ပါတယ်เนาะအဲ့ဒါလေး resonate ဖြစ်မယ်အဲ့ဆိုတော့တစ်ဖက်သူကအရန်တော့ပြောခြင်းနေနော်ဒီလားဒီကတ်လေshuffle လောက်တာဝုန်းကနေအဲ့လိုကြာကျင်တာအဲ့ဆိုတော့ဒီတယောက်ကလည်းလေကိုနဲ့ပတ်သက်ပြီးတော့သူ့စီမှာပြောခြင်းနဲ့ရင်ဖွင့်ခြင်းနဲ့စိတ်လေးတွေရှိတယ်အဲ့ဆိုတော့တစ်ဖက်သူရဲ့ collective တွေပေါ်မှာထားတဲ့လက်ရှိ energy လေးကြည့်ချင်ပါတယ်
ပြောလာနော်ပြောအဲ့လိုလုံးနေကိုဥမလေး qualitative ဒီနဲ့ပတ်သက်ပြီးတော့လက်ရှိ feeling ဆိုတော့သူကလေဒီနှစ်ကတ်ကိုတွဲပြီးကြည့်မယ်ဆိုရင် तू ကအတိတ်ကရုံမထွက်နိုင်သေးဘူးနော်အတိတ်ကနေရုံမထွက်နိုင်သေးဘူး तू ကဘလို့ဖြစ်နေလဲဆိုတော့ तू အတိတ်မှာအသေးကွဲခဲ့တာ तू အတိတ်မှာနာကျင်ခဲ့တဲ့အရာတွေကနေရုံမထွက်နိုင်သေးဘူးအတိတ်ကိုအခုချိန်ထိစုပ်ကင်ထားတော့လို့ပြောလို့ရတယ်နော် qualitative တွေပေါ်မှာထားတဲ့လက်ရှိ feeling ကိုကြည်တာဒါပေမဲ့ထွက်လာတဲ့အကြောင်းအရာကဒီနှစ်ကတ်ကိုကြည်ခြင်းအပြင် तू ကအတိတ်ကနေပြီးတော့ရုံမထွက်နိုင်သေးတဲ့အခြေအနေဖြစ်တယ်အဲ့တော့ qualitative တွေကိုတခါတရံ qualitative တွေနဲ့ဆက်ဆံရေးကကောင်းကျင်ကောင်းနေမယ်အဲ့ဒီလိုကောင်းတဲ့အချိန်ကတော့ तू အခုလိုမျိုးသူ့ကိုယ်သူစိတ်ကိုယ်သူထိန်းချုပ်နိုင်တဲ့အချိန် control လုပ်နိုင်တဲ့အချိန်မျိုးမှာဆိုရင် collective တွေနဲ့ balance ဖြစ်ခြင်းဖြစ်မယ်အဆင်ပြေခြင်းဖြစ်မယ်တဟဇာတာဖြစ်ခြင်းဖြစ်မယ်ပေါ့နော်အကယ်၍သူအတိတ်ကအကြောင်းအရာတွေနဲ့ပတ်သက်လာပြီဆိုရင်သူ့စိတ်ကအလိုလိုဆက်လာတယ်နော်အဲ့လိုအချိန်မျိုးဆိုရင်အဲ့လိုကိုဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူ့စိတ်တွေ emotion ဖြစ်နေတဲ့အချိန်မျိုးဆိုကိုစကားပြောတာတွေပါပြီးတော့မှအဆင်ပြေခြင်းမှပြေမှာနော်အဲ့လိုမျိုးတွေ့ရတယ်အဲ့ဆိုနောက်တစ်ချက်ထပ်ကြည့်ပေးမယ် collective ဒီတွေပေါ်မှာတစ်ဖက်သူရဲ့လက်ရှိ feeling ပါဖြစ်နေတယ်ကမ္မဆန်မှာဆိုလို့ဒါလေးပေါ်တင်လိုက်မယ်နော်collective လေးတွေပေါ်မှာထားတယ်သူ့ရဲ့လက်ရှိ energy ပြောပြပါဒီပေါ်မှာထားတယ်သူ့ရဲ့လက်ရှိ energy ပါဖြစ်သူ့ရဲ့လက်ရှိ energy ဆိုတော့သူ့ရဲ့လက်ရှိ energy သိချင်ပါတယ်ကဲcollective လေးတွေဒါကလူအများကြည့်နေတာဖြစ်တဲ့အတွက် energy မျိုးမျိုးရှိနိုင်တယ်เนาะဒါပေမဲ့အပေါ်က energy check တဲ့အထဲမှာကိုယ့်ရဲ့ energy ကအပြည့်အဝပါတယ်ဆိုရင်လက်ရှိသူ့ရဲ့ကိုယ့်ပေါ်ထားတဲ့သဘောထားဒီလိုဖြစ်ပါတယ်เนาะအရန်ကြီးတော့မပြောနဲ့အောင်အရန်ကြီးလည်းစိတ်မညစ်နဲ့အောင်ပြောချင်တာ collective လေးတွေကလေသူ့ရဲ့ seriously ပေါ့နော်လုံးဝချစ်တဲ့အချစ်ကိုလိုချင်တယ်ဆိုရင်တော့စောင့်အောင်ပဲဘာလို့လဲဆိုတော့ तू ကအရှိမအခုရှေ့မှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ तू မှာကအရှိက तू အသေးကွဲခဲ့ရတဲ့ तू နာကျင်ခံစားခဲ့ရတဲ့ဝမ်းနဲ့ပူဆွေးခဲ့ရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ तू ကလက်မလွတ်နိုင်သေးတဲ့အခြေအနေတွေအဲ့လိုခုနပြောတယ်လို့ तू အဲ့လိုလက်မလွတ်နိုင်တဲ့အချိန်မှာကိုနဲ့ဆက်ဆံရေးရလဲအရင်ကြီးကောင်းနေမှာမဟုတ်ဘူးကိုဖြစ်ချင်တယ်လို့လည်းဖြစ်မှာမဟုတ်ဘူးပြီးရင်သူ့ရဲ့စီကံသတ်မှတ်ချက်ကြီးတွေနဲ့ကိုဆက်ဆံနိုင်မယ်သူကဒီဟာတခုကို boundary ထားရဆိုရင်အဲ့ boundary ကိုကြော်ခံမှာမဟုတ်ဘူးပေါ့နော်သူကအဲ့လိုပုံစံမျိုးတင်းတင်းကြပ်ကြပ်နဲ့စီးနဲ့ကန်းနဲ့ကိုယ်ဆက်ဆံတာပေါ့ emotion ဆိုတာကိုယ့်ပေါ်မှာထားရတဲ့မေတ္တာတို့အဲ့လိုချစ်ချင်းမေတ္တာတို့အဲ့ဒါတွေတဲ့ဆိုင်သူ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးကိုယ်ဆက်ဆံတာအဲ့တော့သူ့ရဲ့အတိတ်ကကိစ္စတွေတွေးမိသူ့ရဲ့အတိတ်ကကိစ္စတွေနဲ့ပတ်သက်လာပြီဆိုရင်ကိုယ့်ပေါ်မှာအဲ့လိုမျိုးဟိုပြတ်သားတာမျိုးတခါတလေပေါ့နော်အဲ့လိုမျိုးရန်လိုတဲ့ပုံစံမျိုးစိတ်ဆက်တဲ့ပုံစံမျိုးတွေပြောတာဆိုတာမျိုးတွေဖြစ်နိုင်တယ်အဲ့လို तू အဆင်ပြေတဲ့အချိန်မျိုးကြရင်လည်း तू ကဘာမှမဖြစ်တယ်လို့ပုံစံမျိုးနဲ့ကိုယ့်ကိုပေါ့နော်ကောင်းကောင်းမွန်မွန်ပြန်ပြောတာမျိုးလေးတွေလည်းရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီပြောတဲ့ပုံမှာတောင်မှ तू ကစီးပေါင်တစ်ခုကန့်တတ်ထားတယ်လို့ပြောလို့ရတယ် तू ကအဲ့လိုပုံစံမျိုးလူမျိုးပေါ့နော်အဲ့လိုလူမျိုးဖြစ်တယ်ဒါပေမဲ့ခုလက်ရှိသူ့ရဲ့ energy ကိုကြည်တာဖြစ်တဲ့အတွက် तू ကဒီမှာdeath and rebirth ဖြစ်တဲ့အတွက်အရှိမအဲ့လိုဆက်ဆံရေးမျိုးတွေရှိခဲ့တယ်ဆိုရင်ခုချိန်မှာသူ transformation တစ်ခုနဲ့ကိုယ်ကောင်းကောင်းမွန်မွန်ပြောလာတာမျိုးလေးတွေကိုနဲ့ပေါ့နော် beginning တစ်ခုစတင်ခြင်းတဲ့ပုံစံမျိုးလေးတွေစပြီးတော့လုံနေပြီဒါလက်ရှိ energy ဖြစ်တဲ့အတွက်အဲ့လိုလုံနေပြီလို့ပြောလို့ရတယ်အဓိကကဘာလဲဆိုတော့ ace of wands ဖြစ်တဲ့အတွက်ကိုနဲ့သူနဲ့ကလေခုနပြောလိုက်တယ်ပထမဆုံးလာကြည့်တဲ့သူလေးတွေ situation flirting လုပ်နေတဲ့သူလေးတွေပါနိုင်တယ်ဆိုအခုအချိန်မှာပေါ့နော်ဒါသူ
အဲ့စိတ်တွေကိုပြောင်းပြီးတော့ပေါ့နော်ကိုကိုအဲ့လိုမျိုးလုံးဝကြီး commitment ပေးတာမျိုးမဟုတ်သေးရင်တောင်မှပေါ့နော်ကိုနဲ့ new beginning လေးတစ်ခုအနေနဲ့စပြီးတော့စကားတွေပြောပြနေပြီခုနလို flat လောက်တာမျိုးလေးတွေလောက်နေပြီပြီးရင်ပေါ့နောက်တစ်ချိန်တော့သူ့ energy ကိုနောက်ပိုင်းထပ်ပြီးတော့ကြည်ရမယ်ပေါ့ reading လေးတွေကြည်ရမယ်အခုချိန်မှာဆိုရင်တော့ကိုနဲ့ဘွားတစ်ခုသွားဖို့အထီလဲဖြစ်ကောင်းဖြစ်သွားနိုင်တဲ့ပုံစံမျိုးလုပ်နေပြီပေါ့နော်လုံးဝကြီး commitment ဖြစ်တော့မဟုတ်သေးဘူးဒါပေမဲ့အသစ်တစ်ခုစတင်နေပြီလို့ပြောလို့ရတယ်ဒါပေမဲ့ magician ဖြစ်တဲ့အတွက်သူ့စိတ်မပြောင်းပါစေနဲ့ဆူတောင်းပါဘာလို့လဲဆိုတော့ the magician ကတခါတရံမှာကြာရင်အခြေအနေနဲ့ပတ်သက်တယ်ဆိုရင်တချို့က play တဲ့ energy မျိုးရှိတယ်လို့ပြောတယ်အဲ့တော့ तू ကကိုယ်ကို play တာမျိုးလားအတီးကျန်တာမျိုးလားဆိုတာတော့ကိုယ့်ရဲ့သက်ဆိုင်သူတွေကိုကိုယ်တိုင်လေးလာပါတတော်မှာတော့ तू ကိုနဲ့ပြောရဆိုရတာတွေ तू အဲ့လိုမျိုးစိတ်အဲ့ပေါ်မှာ तू satisfying ဖြစ်လာတဲ့သဘောမျိုးရှိတယ်အဲ့အကြောင်းမလို့ तू ကိုနဲ့ new beginning လေးတစ်ခုတော့စနေပြီပေါ့နော်အဲ့တော့ဒီအခြေအနေလေးကိုစပ်ပြီးထိန်းထားနိုင်မဲ့ energy မျိုးလည်းသူ့စီမှာရှိပါတယ်ဒါပေမဲ့သူကဘယ်လိုလဲဆိုတော့ the magician ဖြစ်တဲ့အတွက်ကောင်းခြင်းလည်းသူ့လက်ထဲမှာပဲမကောင်းခြင်းလည်းသူ့လက်ထဲမှာပဲဖြစ်တဲ့အတွက်ဒီ energy ကနေပြီးတော့ growth ဖြစ်သွားဖို့ကလည်းသူ့ပေါ်ပဲမူတည်တယ်เนาะအဲ့လိုမျိုးဒါမှမဟုတ်ရင် easily နဲ့ပဲပြီးသွားမှာလားအဲ့ဒါလည်းသူ့ပေါ်မှာပဲမူတည်တယ်ပေါ့เนาะအဲ့လိုဖြစ်နေတာအဲ့လိုမျိုးဆိုတော့ဒါလက်ရှိသူ့ရဲ့ energy ဖြစ်တယ်အဲ့တော့သူ့ရဲ့ hidden feeling လေးတစ်ချက်ကြည့်မယ် hidden feeling ကတော့မပြီးပေါ့เนาะဘာလို့လဲဆိုတော့သူကကိုယ်မှာ commitment မပေးတာမပွင့်လင်းသေးတာဖြစ်တဲ့အတွက်သူကိုယ့်ဘောဘလို့ feeling မျိုးရှိလဲဆိုတာကြတော့ hidden feeling နဲ့ပဲပေါ်ထုတ်အောင်မှာဖြစ်တယ်အဲ့တော့ hidden feeling လေးတစ်ချက်ကြည့်မယ်နော် collective လေးပေါ့သူ့ရဲ့ hidden feeling ကဘယ်လိုဖြစ်နေလဲhidden feeling ကဘယ်လိုဖြစ်နေသူရဲ့ hidden feeling ကဘယ်လိုဖြစ်နေလဲhidden feeling ဘယ်လိုဖြစ်နေလဲ collective လေးတွေအပေါ်မှာလေသူကဘယ်လိုဖြစ်နေပြီလဲဆိုတော့နောက်ဆုံးမှလိုချင်တာကြာလာတယ်ဒါလေးပေါ်တင်လိုက်မယ်နော် collective လေးတွေလည်းဝမ်းသာသွားအောင်တစ်ချက်ပြချင်ပါတယ်ဒီမှာနောက်ဆုံးပေါ့နော်သူရဲ့ base of deck မှာဒါလေးကြာလာတယ်အဲ့တော့ဗာလဲဆိုတော့ပြောချင်တာ collective လေးတွေကိုဒီမှာ I want to be more than friends ဆိုတော့အခုမှဒါနောက်ဆုံးဆိုတော့ဒါသူကသူ့ရဲ့ hidden feeling မှာကနောက်ဆုံးမှကြာလာတာဖြစ်တဲ့အတွက်ဒါအရှိပိုင်းတုန်းကဒီလိုအခြေအနေတွေဖြစ်တဲ့အချိန်တုန်းကကိုယ့်ပေါ်မှာ feeling တွေဖြစ်နိုင်တယ်အဲ့ပေါ်မှာ तू ကဘာဖြစ်တယ်လဲဆိုတော့ तू တဲ့ကိုနဲ့ကမဖြစ်နိုင်ပါဘူးဆိုတဲ့အတွေ့အမျိုးသူစီမှာရှိတယ်နော်တစ်ဖက်ကနေပြီးတော့ तू နဲ့ကိုနဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေ့အမျိုးလည်းရှိတယ်ဒါမှမဟုတ်လို့ကိုကသူ့ကိုတခါတလေပြစ်ထားတာမျိုးကိုအတွက်မဟုတ်တော့ပါဘူးလေပါညာဆို site ကိုဖောက်တဲ့အချိန်မျိုးကိုသူ့ကိုအဆက်အသွယ်မလုပ်တာမျိုးပြစ်ထားတာမျိုးဆိုရင်လည်း तू ကရမ်းခံစားရတယ်တဲ့အဲ့လိုအချိန်မျိုးတွေဆိုရင်လည်းကိုယ့်စီကို तू ဆက်သွယ်ဖို့ကြောက်တယ်ပေါ့နော်အဲ့အတွက် तू ကကိုယ့်ကိုမေးနိုင်မလားဆိုပြီးတော့အလုပ်တွေပေါ်မှာပဲပို့ပြီးတော့ပေါ့နော်အားစိုက်ပြီးတော့လုပ်တဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဆန္ဒလေးတွေမှာဗာလဲဆိုရင်တနေ့နေ့မှာ तू ဒီလိုလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ကိုကိုတဲ့ခွင့်လွှတ်နိုင်ပါစေလို့သူမျှော်လင့်နေပေါ့နော်ပြီးရင်သူ့ရဲ့တဲ့ဘယ်လိုခေါ်မလဲကောင်းတဲ့သတင်းစကားလေးတွေဆိုရင်လည်းသူပြန်ပြီးတော့ share နိုင်လိမ့်မယ်လို့ပေါ့ဆူတောင်းနေပေါ့အဲ့လိုပုံစံမျိုးတွေ့ရဒါပေမဲ့သူနောက်ဆုံးမှဒီမှာကြည့်လိုက်လေ I want to be more than friends ဆိုတော့သူတငယ်ချင်းထဲတော့ပို့ခြင်းလို့သူဒီ step တစ်ခုကိုသူလာခဲ့တာပေါ့နော်ဒီအခြေအနေတွေအကုန်လုံးကိုသူသဘောပေါက်သွားတဲ့သဘောရှိရဒီတယောက်ကသူညံကောင်းတယ်လေဒီလားဒီကက်ကသူကညံကောင်းတယ်ပြီးရင်
လုံးဝအစစ်စင်တကြလောက်တဲ့လူမျိုးဖြစ်တဲ့အတွက်သူဒီအခြေအနေတွေကိုသူစိတ်ပြက်လာတာလည်းဖြစ်နိုင်တယ်သူရဲ့ဒီအတိတ်ကအကြောင်းအရာတွေကနေရုံမထွက်နိုင်တဲ့အပိုင်းသူအတိတ်ကိုလက်မလွတ်နိုင်တဲ့အခြေအနေတွေအဲ့ဒါနဲ့ပတ်သက်ရင်လုံးဝ sensitive ဖြစ်တဲ့အခြေအနေတွေကိုသူ control လုပ်နိုင်လာတယ်ဖြစ်နိုင်တယ် control လုပ်နိုင်တာမျိုးဖြစ်နိုင်တယ်နော်အဲ့လိုမျိုးဖြစ်နိုင်တယ်ပြီးရင်အဲ့အခြေအနေကို control လုပ်နိုင်ပြီးတော့မှသူပြီးခဲ့တာတွေပြီးပါစေတော့သူပေါ့နော်ဒီ new beginning လေးတစ်ခုကိုနဲ့ပေါ့နော် collective လေးတွေနဲ့သူစချင်ပြီဆိုတဲ့စိတ်နဲ့သူဒီလိုပုံစံမျိုးဝင်လာတာဖြစ်နိုင်တယ်အဲ့လိုမျိုးအဲ့ဒီ energy ရောက်တဲ့အချိန်ကျမှဒီကတ်ရောက်သွားတာဖြစ်နိုင်တယ်ပေါ့နော် I want to be more than friends ဆိုသူတငယ်ချင်းထက်ပိုချင်ပြီဆိုပြီးတော့သူဒီလို action မျိုးကိုယူလာတာဖြစ်နိုင်ပါတယ်အဲ့တော့ဒါသူ့ရဲ့ hidden feeling ဆိုရင်အခုဒါလက်တလောမှာ friend zone ထဲမှာပိတ်မိနေတဲ့သူတွေဆိုရင်ခုနလို situation ကနေအစစ်မတက်နိုင်တဲ့သူလေးတွေ friend zone ထဲမှာပိတ်မိနေတဲ့သူလေးတွေဆိုရင်ထွက်လာရဖို့ရှိတယ်ဒါအခုဒီမှာဒီလိုသာလာကြည့်နေတာလက်တလောမှာမပူပူနွေးနွေး friend zone ထဲကထွက်လာခဲ့ပြီဆိုတဲ့သူလေးတွေပါနိုင်တယ်ဒီလို energy မျိုးပါနိုင်တယ်ဥပမာကိုကဖွင့်ပြောတာပဲဖြစ်သူကဖွင့်ပြောတာပဲဖြစ်ဖြစ်ဟာ new beginning တခုစနေပြီလို့ပြောလို့ရတယ်ဒီ collective လေးတွေထဲမှာအဲ့ဒါဆိုရင်တော့ဝမ်းသာပါတယ်လုံးဝကြီးပိတ်မိပြီးတော့မထွက်ပေါက်မရှိတဲ့သူတွေမဟုတ်ပါဘူးဒီလိုပိတ်မိနေရတဲ့အကြောင်းရင်းကလည်းသူ့ရဲ့ဒီ energy တွေဖြစ်နေတဲ့အချိန်တုန်းကဖြစ်ဖို့များတယ်အခုလက်ရှိအချိန်မှာတော့ तू က action ယူတာပဲဖြစ်ဖြစ်ကိုက action ယူတာပဲဖြစ်ဖြစ်ဒီနှစ်ယောက်ရဲ့ transformation လေးတစ်ခုကစတင်နေပြီလို့တွေ့ပါတယ်เนาะတွေ့တယ်ပေါ့เนาะအဲ့လိုမျိုးဆိုတော့ဒီနှစ်ယောက်ရဲ့အခြေရ connection ဒီနှစ်ယောက်က near future မှာဗာလေးတွေဖြစ်လာဖို့ရှိလဲပေါ့เนาะဒါတော့သူကြလာတဲ့ကက်လေးပေါ့เนาะကျမ်းမှာဗာလေးတွေဖြစ်လာဖို့ရှိလဲဆိုဒီကက်ပြီးတော့မှဒီကက်ကြလာတာကိုတော်တော်လေးသဘောကျတယ်เนาะကောင်းတဲ့ဘက်ကိုဖြစ်လာတော့မယ်ပေါ့ဒီနှစ်ယောက်ရဲ့ connection မှာ near future မှာဗာလေးတွေဖြစ်လာဖို့ရှိတယ် near future မှာဗာလေးတွေဖြစ်လာဖို့ရှိတယ်စိတ်ထဲမှာဘယ်လိုဖြစ်လဲဆိုရင်ဒီ Queen of Swords ကိုကြာလာတဲ့အချိန်မှာလေဟဲလို့နောက်ကလို့ကင်းတစ်ခုခုကြာလာရင်တော့ဇုံတွဲဖြစ်ပြီဆိုကိုယ်စိတ်ထဲမှာအဲ့လိုဖြစ်တာအဲ့ energy တိုင်းပဲကြာလာသလားတော့မသိဘူးသူကဒီလိုမျိုးဇုံတွဲကြာလာတယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုရင်အရှိတုန်းက Nine of Swords energy နဲ့ပူဆွေးတော့ကရောက်ခဲ့တာတွေအရှိတုန်းကအစင်မပြေခဲ့တာတွေအရှိတုန်းကဖြစ်ခဲ့တဲ့ anxiety တွေเนาะကြောက်စိတ်တွေစိုးရင်ပူပန်စိတ်တွေအားလုံးကတဟူကြီးအရာသူကပြီးဆုံးသွားပြီးတော့တခန့်ရက်သွားပြီပေါ့နော်ပြီးသွားပြီးတော့နောက်ထပ်မကောင်းတာတွေအကုန်လုံးရပ်တန့်သွားပြီးတော့ကောင်းတဲ့ဘက်ကိုပြောင်းလဲလာပြီလို့ပြောလို့ရတယ်เนาะအဲ့တော့ဒီ connection လေးကမကောင်းခဲ့တဲ့အခြေအနေစိတ်ပင်ပန်းခဲ့ရတဲ့အခြေအနေအဓိကဖြစ်ဖို့များတာ collective တွေဖြစ်ဖို့များတယ်သူနဲ့ကိုနဲ့ရဲ့connection နဲ့ပတ်သက်ပြီးတော့ကိုအရှိမဒိုလောနဲ့မတိကြမရေရာမှုတွေချားမှာ anxiety တွေများခဲ့တယ်ဝမ်းနဲ့ပူဆွေးခဲ့ရတာတွေရှိမယ်เนาะစိုးရိမ်ပူပန်စိတ်တွေဖြစ်ခဲ့မယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကံကြမ္မာပေါ့နော်ဒါတဟူကြီးဖြစ်တဲ့အတွက်ကံကြမ္မာလှဲဘင်းကတပတ်လေသွားပြီပေါ့အဲ့တော့သူကchapter တစ်ခုပြီးဆုံးပြီးတော့ဒါ new chapter မှာဒါရှင်းရှင်းပြောရင်အရှိမကောင်းခဲ့တာဖြစ်ခဲ့တဲ့အတွက်သူကမကောင်းတာတွေအကုန်လုံးရပ်တန့်သွားပြီကောင်းတာတွေခုကစတင်ပြီစတင်ပြီဆိုတဲ့နေရာမှာသူက Queen of Swords နဲ့ King of Swords ဖြစ်တယ်အဲ့တော့ဒီ energy ကိုကြည့်မယ်ဆိုရင် Queen နဲ့ King ဖြစ်တဲ့အတွက်တော့ couple လို့ပြောလို့ရတယ်ဒါပေမဲ့နှစ်ယောက်စလုံးမှာ Swords တွေဖြစ်တဲ့အတွက်နှစ်ယောက်စလုံးကဉာဏ်ရည် level လဲတူတဲ့သူတွေဖြစ်နိုင်တယ်เนาะပြီးရင်ပို့ပြီးတော့ပြတ်သားတာက Queen ဘက်ကပို့ပြီးတော့ပြတ်သားမှာဘာလို့လဲဆိုတော့တကယ်လို့အခုဒီမှာcollective လေးတွေကအမျိုးသမီးတွေဖြစ်မယ်ဆိုရင်เนาะအကယ်၍အမျိုးသမီးတွေဖြစ်မယ်ဆိုရင်ကိုကသူနဲ့ပတ်သက်ပြီးတော့ခံစားခဲ့ရတာတွေရှိတယ်စိုးရိမ်ပူပန်စိတ်တွေဖြစ်ခဲ့တယ်သူ့ရဲ့မပြတ်သားမှုတွေသူ့ရဲ့
တွေးဝေမှုတွေသူ့ရဲ့ကိုယ့်ပေါ်မှာမပွင့်လင်းမှုတွေ ਨੇ ပတ်သက်ပြီးတော့ကိုကသူ့ပေါ်မှာလေစိတ်ပြက်လက်ပြက်ဖြစ်လာတဲ့အချိန်မျိုးကြမှာဒါ तू ကပြောင်းလဲလာတာမျိုးဖြစ်နိုင်တယ်เนาะအဲ့အတွက်ကိုယ့်စီမှာနည်းနည်းတော့လေဟိုစိတ်ထဲမှာပေါ့နော်ဘယ်လိုခေါ်မလဲပြတ်သားတဲ့စိတ်တစ်ခုဖြစ်နေတယ်အခုဒီချိန်မှာမှငါ့ကိုပြက်သားသားမပြောတော့ဘူးဆိုရင်တော့ငါလက်လျှော့လိုက်တော့မယ်ဆိုတဲ့အချိန်မျိုးကြာမှာသူ့ဘက်ကပြတ်သားပြီးတော့သူ့ဘက်ကအရှိမမပြတ်သားမှုတွေတွေ့ဝေမှုတွေဖြစ်ခဲ့တဲ့အရာတွေအလုံးကိုပြတ်သားပြီးတော့ကိုယ့်ဘဝထဲကိုဝင်လာတာမျိုးဖြစ်နိုင်တယ်เนาะဘာလို့လဲဆိုတော့ Queen of Swords ကစိတ်တူပြီလေเนาะမျက်နှာမှာလည်းကြည်လိုက်ကင်းကနည်းနည်းဟိုပေါ့မျက်နှာနှစ်ခုစလုံးကဘလို့ပဲမာတယ်ပြောကင်းက Queen ထက်ဆိုင်နည်းနည်းပြောင်းနေတယ် Queen ကနည်းနည်းပို့ပြီးတော့ဓာတ်ကလည်းဒီမှာကြည့်လိုက်เนาะကင်ထားတဲ့ပုံစံကလည်းကြည့်လိုက်เนาะအဲ့လိုမျိုးဆိုတော့ Queen ကနည်းနည်းပို့ပြီးတော့စိတ်တူနေပြီပေါ့စိတ်တူပြီးစိတ်ကဘလို့ခေါ်မလဲမလာရင်လည်းမလာနေတော့ပေါ့နော်ငါလည်းစိတ်ပြက်လာပြီပေါ့သိတယ်မလားနင်းနေပဲနေလိုက်တော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မျိုးကြမှာသူ့ဘက်ကငါဒီတိုင်းကြီးရတော့မနေတော့ပါဘူးငါဘက်ကပြက်သားပဲသူ့ကိုပြောလိုက်ပါတော့မယ်ဆိုပြီးတော့ဖွင့်ပြောလာတာမျိုးဖြစ်နိုင်တယ်အဲ့ဒါကိုပို့ပြီးတော့သိချအောင်နောက်ထပ်တစ်ခါထပ်ပြီးတော့ကြည့်ပြီးမယ်နော် collective တွေကနည်းနည်းစိတ်မရှိချင်တော့ဘူးပေါ့ကြာတော့သိလားအချိန်ကြီးလဲကြာလာပြီပေါ့သူနဲ့ပတ်သက်ပြီးတော့ဟိုစောင့်ဆိုင်ခဲ့ရတာတွေရောသူ့ပေါ်မှာအချိန်ကြီးပေးပြီးတော့ကိုကအရန်ကြီးစူးစမ်းခဲ့ရတယ်ပေါ့အဲ့ဒါကိုမှသူ့ဘက်ကမပြတ်သားဘူးဆိုရင်တော့စိတ်မရှိတော့ဘူးပေါ့လက်လွတ်လိုက်တော့မယ်အဲ့လိုအခြေအနေမျိုးဖြစ်နိုင်ပါတယ်အဲ့အချိန်မှာသူကရောက်လာတာပေါ့နော်အဲ့အချိန်မှာသူကရောက်လာတာဒီမှာထုတ်တာကတော့တကက်ထပ်ထုတ်မယ်ဆိုတဲ့စိတ်ကူးနဲ့ထုတ်လိုက်တာဒါပေမဲ့ကြာလာတာ3ကတ်ဖြစ်တဲ့အတွက်ဒီ3ကတ်လုံးကိုယူလိုက်တော့မယ်နော်ဒီမှာ7 of swords ရှိတယ်7 of swords ရှိတယ်7 of swords ရှိတယ်ဆိုတော့ဒီမှာ strength ကြတယ်အဲ့လိုမျိုးဆိုတော့ King of swords ကစိတ်တူရတာလေဆို King of swords ကလေဘယ်လိုခေါ်မလဲသူ့ခံစားချက်တွေကိုသူကပုံမှန်လင်းမပြောဘူးဥမာကိုယ့်ပေါ်မှာချစ်တဲ့စိတ်ရှိရအခုအောက်မှာ hidden feeling မှာလဲသူကိုယ့်ကိုချစ်တဲ့စိတ်တွေရှိရနော်သူတဲ့ဟိုပေါ့အရင်ထက်ပိုပြီးတော့တောင်မှပေါ့နော်ကိုယ့်သူ့ရဲ့ဟို good news တွေပါတွေသူ့ရဲ့ကွာအောင်မြင်မှုတွေသူဟိုဗာလေးအောင်မြင်လားသူဗာလေးအဆင်ပြေလားဆိုရင်လည်းကိုယ့်ကိုပြန်ပြီးတော့ share နိုင်တဲ့သူတယောက်ဖြစ်ချင်တယ်လို့အောက်မှာလဲဆန္ဒပါတယ်ဘယ်လိုလဲပြောမယ်ဆိုရင်ကိုယ့်ကသူက commitment မပေးတာဖွင့်မပြောတာပေါ့နော်သမီးစားဖြစ်ဖို့အတွက်သူကဖွင့်မပြောတာပဲရှိတာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာဘယ်လိုလဲဆိုကိုယ့်ကိုလက်တွဲပေါ်တယောက်လိုပဲသူခံစားချက်ရှိတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်လေကိုယ့်လက်တွဲပေါ်တယောက်ဆိုရင်ကွာဟိုကိုယ့်အဆင်ပြေတာရောမပြေတာရောဥမာအိမ်ပြန်ရောက်လာရင်ဥမာသူ့ကိုပြောပြခြင်းနဲ့သိလားဟိုဘယ်သူနဲ့ဘာဖြစ်ခဲ့တာဘယ်လိုလေးတွေရှိရဲပေါ့နော်ဥမာအဆင်ပြေရဆိုရင်လည်းဘယ်လိုအဆင်ပြေခဲ့တာသိလားဘာညာကိုပြန်ပြောခြင်းကိုအမြဲတမ်းကိုယ့်ရဲ့ကောင်းခြင်းဆိုခြင်းတွေကိုပြန်ပြောပြရင်ဖွင့်ခြင်းတယ်ဒါအဲ့လိုခံစားချက်ရှိနေရဲဆိုတာတကယ်တမ်းပုံမှန်လေးနဲ့ပြောရင်သူ့အပေါ်မှာကိုကလုံးဝ feeling ရှိနေလို့လေနော်ကိုလူလို့သဘောထားလို့ပေါ့နော်ဒါပေမဲ့ तू ကအဲ့ခံစားချက်တွေကို तू ကဖွင့်မပြောဘူးကဲအဲ့တော့ तू ကအဲ့လိုမျိုးပေါ့နော်ဟို collectively တွေကလေသူ့ရဲ့မပွင့်လင်းမှုတွေသူ့ရဲ့ခံစားချက်အစစ်မှန်ကိုလိန်ညာလှည့်ပတ်နေမှုတွေကို तू ကစိတ်မရှိတော့တာအဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့ကနေပြီးတော့မှသူ့ဖွင့်ပြောလာအောင်ခုလိုမျိုးသူနဲ့ start တစ်ခုကိုသွားနိုင်အောင်ကလေတော်တော်ကြီးကိုစူးစမ်းရုန်းကန်ပြီးတော့မှသူ့ကိုတော်တော်ကြီးကို influence လုပ်ခဲ့ရတဲ့သဘောမျိုးဖြစ်နိုင်တယ်နင်ခံစားနေရတာနင်ဒီလိုမျိုးငါ့ကိုချစ်နေတာလေနင်ငါ့ပေါ်မှာဒီလို feeling မျိုးရှိနေတာလေမပြောဘူးလားမပြော picture message ရအောင်ကြည့်လိုက်မပြောဘူးလားသူမပြောအောင်ဟို collectively တွေကပဲကြုံတွေ့မဲ့သဘောမျိုးရှိရယ်နော်အဲ့ဒီအချိန်ကြာမှာဘာဖြစ်သွားသလဲဆိုတော့ collectively တွေလိုချင်တဲ့အရာတွေအားလုံးကိုပိုင်ဆိုင်သွားတယ်ပြုံးသွားပြီပေါ့နော် collectively စမပြုံးစိတ်တူတယ်အခုတော့သူပြုံးသွားပြီသိလားအဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဆို collectively တွေကဘယ်လိုဖြစ်လဲဆိုရင်နောက်ပိတ်ဆုံးဒီအကြောင်းအရာတွေအကုန်လုံးကိုဒီမှာလဲ collectively တွေကပဲပို့ပြီးတော့ဒီမှာ the magician เนาะ collectively တွေကလည်း the magician เนาะဗာလဲ base of deck ပါတစ်ဖက်သူကလည်း the magician เนาะ base of deck မှာအဲ့တော့ဒီနှစ်ယောက်ကဘယ်လိုလဲဆိုတော့ဒီ energy ဒီ connection ကြီးအဆင်ပြေဖို့တော့ကနှစ်ယောက်စလုံးမှာ
လုံနိုင်စွမ်းရှိတယ်အဲ့တော့ energy နှစ်ခုတူသွားတဲ့သဘောဖြစ်နိုင်တယ်เนาะ the magician ဆို energy နှစ်ခုတူသွားတဲ့သဘောဖြစ်နိုင်တယ်အဲ့တော့အဓိကကတယောက်ကိုတယောက်မပလေးပဲနဲ့ရေရှည်ဆက်သွားနိုင်မဲ့ energy မျိုးနောက်ဆုံးမှာဖြစ်သွားတယ်လို့တွေ့ရတယ်ပေါ့နော်အစောပိုင်းတုန်းကတော့နည်းနည်းပေါ့ तू ကလည်းကိုယ့်ကိုဒီလိုကြီးပေါ့နော်ဆိုတော့ကိုယ့်ဘက်ကလည်းသူ့အခြေအနေကိုစောင့်ကြည့်နေတာဒီမှာ3ကပ်ဖြစ်တဲ့အတွက်လေဒီ connection က80ပြီးပါဖြစ်ဖို့ရှိလဲဆိုပြီးခုနကအနောက်ကအတန်လေးစုနေလို့ pause လုပ်ထားမိတာမသိလိုက်ဘူးเนาะခုမှပြန်ဖွင့်လိုက်ရတာ the magician ပဲပြန်ကြရเนาะအဲ့တော့လေအရန်ကို powerful ဖြစ်တဲ့ couple ဖြစ်ဖို့များတယ်เนาะရိုးနှစ်ယောက်စလုံးကဘယ်လိုလဲဆိုတော့လုံးဝကွာကိုဘွားကိုကိုယ်တိုင်ဖန်တီးတယ်ကိုဖြစ်ချင်တဲ့အရာကိုကိုယ်တိုင်ဖြစ်အောင်လုပ်တယ်ဆိုတဲ့လူမျိုးတွေဖြစ်ဖို့များတယ်เนาะနှစ်ယောက်စလုံးမှာအမှုပညာနဲ့ပတ်သက်တဲ့ဗီဇာလေးတွေလည်းပါနိုင်တယ်เนาะအမှုပညာကိုစိတ်ဝင်စားတာတို့ပါတော့အဲ့လိုလူမျိုးတွေလည်းပါနိုင်တယ်နည်းနည်းလေး fashion ကြတဲ့သူလေးတွေပေါ့เนาะနည်းနည်းကိုကောင်းလှလှပပတန်တန်ပြန်ပြန်ဝတ်စားနေထိုင်တတ်တဲ့သူမျိုးလေးတွေပါနိုင်တယ်အဲ့တော့တေချာပြီးเนาะနောက်ဆုံး outcomes ကသူက Queen of Pentacles ရှိတယ် The Magician ရှိတဲ့အတွက်ဒီအခြေအနေကအခုပေါ့နော် Ace of Wands energy နဲ့လုံးဝ commitment မဖြစ်သေးဘူးဆိုရင်လည်းဖြစ်အောင်ထိသွားနိုင်ဖို့ပါနှစ်ယောက်စလုံးမှာလည်း The Magician power မျိုးရှိတယ်နှစ်ယောက်ရဲ့ connection မှာလည်း The Magician power မျိုးရှိတဲ့အတွက် yes လို့အဖြေကတော့ yes လို့ပြောချင်ပါတယ်ဒီနှစ်ယောက်ရဲ့ connection ရှေ့ဆက်မယ်ဆိုရင်အရန်ကိုကောင်းတယ်နှစ်ယောက်စလုံးမှာလည်း powerful ဖြစ်တယ်ဒီနေရာမှာတော့ဒီလောက် the magician တွေကြီးကြနေရတော့ဒီနေရာမှာတော့ပလေးတယ်ဆိုတဲ့စကားကိုမပြောချင်တော့ဘူးပေါ့နော်ဒါပလေးတာမဖြစ်နိုင်တော့ဘူးဘာဖြစ်နိုင်လဲဆိုရင်ဒီမှာ base of deck မှာအဲ့တော့ stress ရှိတဲ့အတွက်ဒီလူတွေမှာမလွတ်လပ်တဲ့သူတွေပါလားမလွတ်လပ်တာပုံစံအမျိုးမျိုးနဲ့ဖြစ်နိုင်တယ်ကိုမှတာဝန်ယူရမယ့်သူတွေရှိလားတာဝန်ယူရမယ့်အပိုင်းတွေရှိနေရလားဒီလို connection မျိုးကိုစိတ်လွတ်လက်လွတ်သွားနိုင်တဲ့အခြေအနေမဟုတ်တဲ့သူတွေမျိုးပါလားအဲ့ဒါဆိုရင်တော့အဲ့လိုအခြေအနေမျိုးလေးတွေကြောင်းမို့လို့ဒီမှာသူကသူ့ရဲ့ခံစားချက်တွေကိုလိန်ညာလှည့်ပြားခဲ့တာလို့မြင်တယ်ဟိုလိုမကောင်းတဲ့စိတ်နဲ့လိန်တာမျိုးမဟုတ်ဘူးသူ့မှာတာဝန်ယူစရာသူ့လုပ်စရာလေးတွေသူ့အပိုင်းလေးတွေရှိတဲ့အတွက်သူကသူ့ခံစားချက်တွေကိုဖွင့်မပြောခဲ့တဲ့အချိန်မှာcollective လေးတွေကစိတ်မရှိနိုင်တော့တာเนาะ patient မဖြစ်တော့တာအဲ့ဒါမျိုးလေးတွေတွေ့ရပါတယ်ဒါပေမဲ့ဒီ connection လေးကအဆုံးသတ်မှာတော့အရန်ကောင်းနေပါပြီဒါ near future မှာရှေ့ဆက်ဖြစ်မဲ့ energy လို့ပြောတဲ့အတွက်ဒါကတော့ရှေ့ဆက်ဖြစ်မဲ့ energy မှာကတော့ဒီလိုရှိပါတယ်ကိုယ့်ဘက်ကမပွင့်လင်းသေးဘူးလို့တလောက်မပွင့်လင်းသေးဘူးဆိုရင်လည်းပွင့်လင်းလာအောင်လုပ်ပါလိမ့်မယ်တယောက်ကအခုနှစ်ယောက်စလုံးက the magician energy ဖြစ်တဲ့အတွက်ကိုယ့်ဟာကိုဟိုပေါ့အဲ့တော့ဒီ connection လေးကအဆင်ပြေပြေနဲ့တော့မဟုတ်ဘူးဟိုပေါ့နော်ဝန်ခံစရာရှိတာဝန်ခံရင်ဖော်ထုတ်စရာရှိတာကိုဖော်ထုတ်ရင်းနဲ့ပဲရုံးရင်းကန်ရင်းနဲ့တဖြည်းတဖြည်းရှေ့ရောက်လာမဲ့ connection မျိုးဖြစ်ပါတယ်အရန်ကြီးရှော့ရှော့လွယ်လွယ်ကူတော့မဟုတ်ဒါပေမဲ့ဒီနှစ်ယောက်က energy လုံးဝတူတဲ့သူတွေဖြစ်တယ်เนาะနှစ်ယောက်စလုံးကဘယ်လိုခေါ်မလဲပြတ်သားစရာရှိရင်လည်းတိတိကျကျပြတ်သားလုံးမဲ့သူတွေဖြစ်တယ်ဒီ base of deck ကိုကြည့်ခြင်းအပြင်ဒီနှစ်ယောက်ရဲ့ connection တော်တော်နဲ့ရှေ့မရောက်နိုင်တာအကြောင်းရင်းရှိပါတယ်ဒီ Eros energy ရာပတ်ဝန်းကျင်ကြောင့်ပေါ့နော်ဘေးပတ်ဝန်းကျင်တွေအကြောင်းကိုတာဝန်ယူရမယ့်အပိုင်းဆိုတာကို့မှာဥပမာပေါ့နော်ခုချိန်မှာပြတ်သားနေပြီဆိုရင်တော့မှကို့မှာတာဝန်ယူရမယ့်သားသမီးလိုမျိုးကို့မှာတာဝန်ယူရမယ့်မိသားစုတွေရှိနေရလားသို့မဟုတ်ရင်နောက်ထပ်ကိုယ့်ရဲ့ relationship တစ်ခုကိုဆက်ပြီးတော့တိဆောက်ဖို့အတွက်ပတ်ဝန်းကျင်ရဲ့ပယောဂတွေရှိနေရလားပေါ့နော်ပတ်ဝန်းကျင်ပေါ်မှာကိုကယူဆိုင်ရတာမျိုးပတ်ဝန်းကျင်ကကိုကိုလွှမ်းမိုးတာမျိုးချုပ်ကင်တာမျိုးလေးတွေရှိလားပေါ့နော်ဒါကတော့မိသားစုဆွေမျိုးတိုင်းဝိုင်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်အဲ့လိုအခြေအနေတွေကြောင့်မို့လို့မကြတဲ့မဲနဲ့ပို့ပြီးတော့ကြာနေတဲ့ connection လေးတွေဖြစ်ဖို့များတယ်เนาะသူမပွင့်လင်းမှုဆိုတာလည်းသူ့ရဲ့ခံစားချက်ကိုဝန်မခံမှုဆိုတာလည်းအဲ့အပိုင်းတွေကြောင့်ဖြစ်ဖို့များတယ်အဲ့တော့ဒီ connection လေးက near future မှာရှေ့ဆက်ပြီးဘယ်လိုသွားအောင်မလဲဆိုရုံးရင်းကန်ရင်းနဲ့သွားအောင်မယ်နည်းနည်းအလုံးဝကြီးပေါ့နော်အပြည့်အဝပွင့်လင်းတဲ့အခြေအမျိုးစတင်မှုအတွက်ကရုံးရင်းကန်ရင်းနဲ့သွားရပါအောင်မယ်တယောက်ကိုတယောက်ကတော့နားလည်မှုရှိတဲ့လောက်ရှိတဲ့သူတွေဖြစ်တယ်အဓိကတစ်ဖက်သူရဲ့မပွင့်လင်းမှုနဲ့တစ်ဖက်သူရဲ့မပြတ်သားမှုအပေါ်မှာ collective လေးတွေကစိတ်မရှိမှုလေးတွေတော့ရှိနိုင်ပါတယ်เนาะအဲ့လိုမျိုးလေးတွေဖြစ်နိုင်ပါတယ်
အဲ့လိုမျိုးဆိုတော့ဒီ energy လေးကတော့ဒီ reading လေးကတော့ဒီလောက်ပါပဲcollective လေးတွေနောက် video လေးတွေကြာမှာဗာဆက်ဖြစ်မလဲဆိုတာလေးကြည့်ရအောင်လက်ရှိမှာတော့ဟိုပေါ့အကောင့်ဘက်ကိုတော့ ဥတီပြီးတော့သွားနေပြီခုချိန်မှာလည်းသူနဲ့ကိုနဲ့ new beginning လေးစတင်နေပြီလို့တွေးရတယ်မစသေးဘူးဆိုရင်လည်းလုံးဝအမြန်ဆုံးကာလမှာ Ace of Wands energy လောက်ကိုတော့တဆင့်တက်နိုင်နိုင်မယ်လို့တွေးရပါတယ်အဲ့ဒါပြီးရင်တော့ဒီ connection လေးကဟိုပေါ့အရင်ထက်စာရင်တော့အကောင့်ဘက်ကိုပြောင်းလဲလာပြီပေါ့နော်ဒါပေမဲ့လုံးဝကြီးအခြေအနေကောင်းတဲ့အဆင့်ကိုရောက်ဖို့ဆိုရင်တော့ရုံရကန်ရအောင်မယ်အခြေအနေလေးတစ်ခုရှိအောင်မယ်ဒီအခြေအနေတွေကရုံထွက်နိုင်ဖို့လည်းလောက်ရအောင်မယ်နော်အရန်ကြီးကိုပေါ်မှာဟိုအကျိုးပြုတဲ့လူဆိုရင်တော့တစ်မျိုးပေါ့အကျိုးမပြုတဲ့ပတ်ဝန်းကျင်မျိုးဆိုရင်တော့လေသူတို့ထင်မြင်ယူဆချက်တွေကိုရုံထွက်နိုင်မှုစူးစမ်းပါပြောချင်ပါတယ် The Magician energy နဲ့ကတော့နောက်ဆုံးမှာတော့ကိုဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်သွားမယ်သူတွေဖြစ်ပါတယ်နှစ်ယောက်စလုံးမှာလည်းဒီ energy ရှိတယ်နှစ်ယောက်ရဲ့ connection မှာလည်းဒီ energy ရှိတဲ့အတွက်ကတော့လုံးဝ powerful couple လေးတွေဖြစ်ပါတယ်เนาะအဲ့တော့အားလုံးပဲ collective လေးတွေအားလုံးပဲ near future မှာဖြစ်လာမယ်အခြေအနေကတော့အကောင့်ဘက်ကိုအနည်းနဲ့အများပြောင်းလဲလာမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အတင်ထားပါအားလုံးကိုကြည့်ရှုပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်နောက် reading လေးမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲတက်တာ